ဝတ်သားလုံးကြော်စားမယ်တလုံးကြော်စားမယ်ဆိုတော့ဒါလိုလဲဆိုဝတ်သားလိုတော့နော်ဝတ်သားကြိတ်ပြီးတာပါဟုတ်ကြိတ်ပြီးတာထည့်မယ်ဒီထုံးကလည်းရတာစားရည်ချုံမော်ရယ်ပြီးရှင်ဒီကောင်ဒါတော့နှမ်းစီမွေးလေးနှမ်းစီလေးလို့နည်းနည်းလေးထည့်ရတာဟိုတလုံးရောလေးမှုမွေးလေးနဲ့စားကောင်းနည်းလေးထည့်အနည်းတော့နဲ့ပင်ငယ်များကြီးကြည်ပါပင်ငယ်များကြီးကြည်ဒီတစုံတော့လို့ပဲနားနေထဲလိုက်ပင်ငယ်ပြားကောမထဲဟိုဝသားလေးကအလို့အသားလေးကအီလေးထဲအသားလေးကအီလေးပြန်ကျွတ်လေးအဲ့လိုဖြစ်တာတော့ကောမထဲပါမယ်ကောမထဲရင်ဒါတမ်ပူရာချုံလေးနဲ့ထည့်အော်ဒါကျုပ်ထက်မယ်ဆိုပေမဲ့ကျုပ်အကာပဲယူမယ်အနည်းမယူကျုပ်ကပဲယူမယ်ဒီလေးနဲ့ထည့်နေရစင်ပြီးတယ်ဒါလည်းလုံးထည့်နေပဲဆိုရင်နည်းနည်းလေးနှက်ထားပေးလိုက်နည်းနည်းလေးဆိုတာလာလို့စားနေနိုင်ပါပေါ့အသားရပါရအဲ့လိုလေးနည်းနည်းလေးနှက်ပြီးမှစားတာနှက်ပြီးမှကြော်တာလို့ကတော့ပိုစားကောင်းတဲ့ထဲမှာဒါရတော့ပေါ့ကဲခဏနှက်ထားလိုက်ပါမယ်ဝတ်သားကြော်လေးဝတ်တလုံးကြော်အသေးအားလေးပြပူလိုက်ကြတော့ဒီလိုထဲအားလို့ဤလေးပေါ့နော်အရင်ချစ်လေးစားပါမယ်ကို thank you ပါ